မိသားစုဝင်ငွေနဲ့ထုတ်ငွေကိုစနစ်တကျဘယ်လိုစီးရေးမှတ်ကြမလဲစီးရေးမှတ်တယ်ဆိုတာပတ်စံဘယ်ရောက်သွားမှမသိတာမျိုးမဖြစ်အောင်ငွေရဲ့လမ်းကြောင်းကိုလိုက်ကြည့်တာဖြစ်ပါတယ်စနစ်တကျစီးရေးမှတ်ဖို့အတွက်ဘာတွေလိုအပ်မလဲဆိုရင်တော့နံပါတ်1အိတ်ထဲဆောင်သွားလို့ရတဲ့မှတ်စုစာအုပ်မှတ်စုစာအုပ်နဲ့မှတ်ချင်းကအခြေခံအကျဆုံးနဲ့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်နံပါတ်2ဖုန်းနဲ့အမှတ်ရတာဝါသနာပါသူများအတွက်ဖုန်းအတွင်းရှိ note ဒါမှမဟုတ်စီးရင်မှတ် application နံပါတ်3တရက်ချင်းစီရဲ့အသုံးစရိတ်ကိုပြက်ကလေးပေါ်မှာတိုက်ရိုက်မှတ်လို့ရပါတယ်နံပါတ်4စီးရင်မှတ်တဲ့အခါချက်ချင်းမှတ်ပါညကြမှာမှတ်မယ်လို့တွေးတာဟာစီးရင်မှတ်ကြီးရဲ့အစဖြစ်လို့ငွေပေးချေပြီးရတဲ့ချက်ချင်းမှတ်တဲ့အလေးကျင့်ကိုပြုလုပ်သင့်ပါတယ်နံပါတ်5 50ကျပ်100ကျပ်ပဲဆိုပြီးစီးရင်မှတ်မှတ်ပဲမကြော်သွားပါနဲ့ဒီလိုအသေးဖွဲလေးတွေစုမိရင်တစ်လမှာငွေမြောင်များဖြစ်သွားတတ်ပါတယ်နံပါတ်6မှာတော့လာချုပ်ပြန်ချုပ်ပါတပတ်တစ်ခါဒါမှမဟုတ်တစ်လတစ်ခါဝင်ငွေနဲ့ထွက်ငွေကိုပြန်တိုင်းရှင်းကြည့်ပါတစ်လကုန်ရင်ဘယ်နေရာမှာပို့သုံးမိမလဲဆိုတာကိုပြန်ကြည့်ပြီးနောက်တစ်လမှာပြန်ထိန်းနိုင်ပါတယ်တင်ဝင်ငွေကထွက်ငွေထက်များနေရင်စုမိဆောင်မိရှိလို့အခြေအနေကောင်းပါတယ်တင်ဝင်ငွေကထွက်ငွေထက်နည်းနေရင်ဘယ်နေရာမှာချုပ်ချင်ရမလဲဆိုတာပြန်ဆက်စစ်ဖို့လိုအပ်နေပါပြီနံပါတ်9တင်းရဲ့ဝင်ငွေထွက်ငွေအကြောင်းအရာများကိုအသေးစိတ်ကဏ္ဍခွဲမှတ်ပါနံပါတ်1စားစရိတ်နံပါတ်2လူမှုရေးအလူနံပါတ်3အကျွေးဆက်ရန်နံပါတ်4အထွေထွေဆိုပြီးတော့အကြောင်းအရာလေးနဲ့မှတ်တာကပြန်ကြည့်တဲ့အခါပိုတိကျပြီးကြည့်ရလွယ်ပါတယ်စင်းမချင်းရဲ့ရွေချက်ကကိုကတ်သက်ဖို့တွေမဟုတ်ဘဲကိုပစံကိုကအမေပေးခိုင်းစေဖို့ဖြစ်တဲ့အတွက်စင်းမတက်လာတဲ့အခါမလိုအပ်တဲ့နေရာတွေမှာငွေယိုစိတ်နေတာကိုတွေ့ရှိလာပြီးသိအနေနဲ့အလိုလိုစုမိဆောင်မိရှိလာပါလိမ့်မယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိမိတို့ရဲ့ငွေထွက်ငွေကိုကောင်းစားစီမံခန့်ခွဲနိုင်ပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့အသိပညာတွေရရှိမယ်လို့မျှော်လင့်ပါတယ်